တင်းဘောကြောက်ဆူတခုရဲ့အလုပ်လုပ်တဲ့တကယ်ယူရဲ့ချေကိုတင်းတို့သိကြပြီလားလူအများစုကတင်းဘောတွေဟာကြောက်ဆူကိုပင်လယ်ကျမ်းပေထဲစိုက်ချထားရုံနဲ့ရက်တန်းနေတယ်လို့ထင်တတ်ကြပေမဲ့တကယ်တော့အဲ့လိုမဟုတ်ပါဘူးတန်ချင်းတောင်းချီလေးတဲ့တင်းဘောကြီးကစင်းကိုတန်ချိတ်တစ်ခုတည်းနဲ့ထိန်းထားနိုင်တယ်ဆိုတာကိုစဉ်းစားကြည့်ပါဒါဟာတကယ်တော့မဖြစ်နိုင်တယ်လို့ပါပဲဒါဆိုရင်ကြောက်ဆူကတကယ်တမ်းဘလို့အခန်းကဏ္ဍကနေပါဝင်နေတာလဲဒီနေ့ခေတ်မှာတော့အသုံးအမျိုးဆုံးက fluke anchor လို့ခေါ်တဲ့ကြောက်ဆူအမျိုးအစားဖြစ်ပြီးသူကချိန်ကြီးလို့ရတဲ့အသွားတွေပါတဲ့လေးလံနဲ့ကြောက်ဆူခေါင်းတစ်ခုပါပဲကြောက်ဆူကပင်လေကျမ်းပင်ကိုထိသွားပြီးဘေးတိုက်တွန်းအားတရောက်လာတဲ့အခါဂေါ်ပြားလူပုံစံရှိတဲ့သူ့ရဲ့အသွားတွေကအလော်ရောက်လန်းသွားပြီးမြေကြီးထဲကိုနှိမ့်ဝင်သွားတာဖြစ်ပါတယ်ဒါပေမဲ့ဒါကပင်လေကျမ်းပင်ရဲ့မိမဲ့နာသွင်းပြင်ပေါ်မှာလည်းမူတည်နေပါသေးတယ်မာကျော်တဲ့ကြောက်ဆောင်တွေပေါ်မှာဆိုရင်တော့သုံးလို့မရသလောက်ပါပဲကြောက်ဆူကချောထွက်သွားမှာဖြစ်လို့ပါပင်လေရီမော်တွေဖုန်းနေတဲ့နေရာမျိုးမှာလည်းအလို့မဖြစ်ပါဘူးဘာလို့လဲဆိုတော့သူ့ရဲ့မျက်နှာပြင်ကကော်စော်တစ်ခုလိုချောမွတ်နေလို့ပါပဲတဲပြင်တွေကတော့နည်းနည်းပိုကောင်းပါတယ်ကြောက်ဆူကတဲတဲကိုတိုးဝင်နိုင်ပေမဲ့ခိုင်ခိုင်မာမာကြီးတော့မြဲနေမှာမဟုတ်ပါဘူးအကောင်းဆုံးကတော့စေးကတ်မှုအားကောင်းတဲ့ရွှေညွန်းဒါမှမဟုတ်မြေစေးပြင်တွေပဲဖြစ်ပြီးအဲ့ဒီနေရာမှာတော့ကြောက်ဆူအသွားတွေကလက်တဲတွေလိုမြေကြီးထဲကိုနက်နက်ချိုင်ချိုင်စိုက်ဝင်သွားနိုင်မှာဖြစ်ပါတယ်ဒီအကြောင်းအရာကနေကျွန်တော်တို့သင်ခန်းစာအချို့ရရှိနိုင်ပါတယ်နံပါတ်1ကတော့အမြင်နဲ့အမှန်တရားကွာခြားချက်ပါကျွန်တော်တို့အလွယ်တကူမြင်တွေ့နေရတဲ့တန်ချိတ်တစ်ခုကတင်ဘောကြီးကိုထိန်းထားတာမဟုတ်ပဲမြေကြီးနဲ့ကြောက်ဆူးကြားကရူဖာပေးတာသဘောတရားတွေကသာအဓိကကြတာဖြစ်ပါတယ်နှစ်အချက်ဆိုရင်လည်းအဓိကကြတာကပတ်ဝန်းကျင်ပါဘလောက်ပဲကောင်းမွန်တဲ့ကိရိယာဖြစ်ပါစေသူနဲ့ကိုက်ညီတဲ့ပတ်ဝန်းကျင်ဥပမာရွှေညွန့်မြေမှုရှိရင်သူ့ရဲ့စွမ်းဆောင်ရည်ကိုအပြည့်အဝထုပြနိုင်မှာမဟုတ်ပါဘူးနောက်ဆုံးနံပါတ်3အချက်ကတော့ဒီဇိုင်းနဲ့လုဆောင်ချက်ပါကြောက်ဆူးရဲ့အသွားတွေကသူ့အလိုလိုလမ်းဒီမြေကြီးတဲ့တိုးဝင်ထွားအောင်ဖန်တီးထားတာဟာရိုးရှင်းပေမဲ့ထိရောက်တဲ့အင်ဂျင်နီယာအတတ်ပညာတစ်ခုပဲဖြစ်ပါတယ်တင်းဘောကြောက်ဆူတခုရဲ့အလုပ်လုပ်တဲ့တကယ်ယူရဲ့ချေကိုတင်းတို့သိကြပြီလားလူအများစုကတင်းဘောတွေဟာကြောက်ဆူကိုပင်လယ်ကျမ်းပေထဲစိုက်ချထားရုံနဲ့ရက်တန်းနေတယ်လို့ထင်တတ်ကြပေမဲ့တကယ်တော့အဲ့လိုမဟုတ်ပါဘူးတန်ချင်းတောင်းချီလေးတဲ့တင်းဘောကြီးကစင်းကိုတန်ချိတ်တစ်ခုတည်းနဲ့ထိန်းထားနိုင်တယ်ဆိုတာကိုစဉ်းစားကြည့်ပါဒါဟာတကယ်တော့မဖြစ်နိုင်တယ်လို့ပါပဲဒါဆိုရင်ကြောက်ဆူကတကယ်တမ်းဘလို့အခန်းကဏ္ဍကနေပါဝင်နေတာလဲဒီနေ့ခေတ်မှာတော့အသုံးအမျိုးဆုံးက fluke anchor လို့ခေါ်တဲ့ကြောက်ဆူအမျိုးအစားဖြစ်ပြီးသူကချိန်ကြီးလို့ရတဲ့အသွားတွေပါတဲ့လေးလံနဲ့ကြောက်ဆူခေါင်းတစ်ခုပါပဲကြောက်ဆူကပင်လေကျမ်းပင်ကိုထိသွားပြီးဘေးတိုက်တွန်းအားတရောက်လာတဲ့အခါဂေါ်ပြားလူပုံစံရှိတဲ့သူ့ရဲ့အသွားတွေကအလော်ရောက်လန်းသွားပြီးမြေကြီးထဲကိုနှိမ့်ဝင်သွားတာဖြစ်ပါတယ်ဒါပေမဲ့ဒါကပင်လေကျမ်းပင်ရဲ့မိမဲ့နာသွင်းပြင်ပေါ်မှာလည်းမူတည်နေပါသေးတယ်မာကျော်တဲ့ကြောက်ဆောင်တွေပေါ်မှာဆိုရင်တော့သုံးလို့မရသလောက်ပါပဲကြောက်ဆူကချောထွက်သွားမှာဖြစ်လို့ပါပင်လေရီမော်တွေဖုန်းနေတဲ့နေရာမျိုးမှာလည်းအလို့မဖြစ်ပါဘူးဘာလို့လဲဆိုတော့သူ့ရဲ့မျက်နှာပြင်ကကော်စော်တစ်ခုလိုချောမွတ်နေလို့ပါပဲတဲပြင်တွေကတော့နည်းနည်းပိုကောင်းပါတယ်ကြောက်ဆူကတဲတဲကိုတိုးဝင်နိုင်ပေမဲ့ခိုင်ခိုင်မာမာကြီးတော့မြဲနေမှာမဟုတ်ပါဘူးအကောင်းဆုံးကတော့စေးကတ်မှုအားကောင်းတဲ့ရွှေညွန်းဒါမှမဟုတ်မြေစေးပြင်တွေပဲဖြစ်ပြီးအဲ့ဒီနေရာမှာတော့